လူတယောက်ရဲ့စိတ်ဓာတ်ဟာဘလောက်အထိခိုင်မာနိုင်တဲ့ကိုယ့်ရဲ့ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတဲ့အထိပြင်းထန်တဲ့ဝေဒနာကိုခံစားနေရရင်တောင်တင်စတင်ခဲ့တဲ့ခရီးကိုအဆုံးအထိဆက်ရှောင်နိုင်ပါမလားဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ American ငြိမ်းချမ်းရေးခရီးစဉ်မှာတကမ္ဘာလုံးကိုမျက်ရည်ကျစေခဲ့တဲ့သက်တော်80အရွယ်ဝါရင်ဆရာတော်တစ်ပါးရဲ့မယုံကြည်နိုင်စရာစိတ်သက်ခွန်အားအကြောင်းပဲဖြစ်ပါတယ်ဒါဟာရုပ်ရှင်မဟုတ်ပါဘူးဒါဟာမြတ်ပုထရဲ့တားတော်တစ်ပါးကကဘာကြီးကိုတတ်သိပြလိုက်တဲ့အဓိဋ္ဌာန်ရဲ့စွမ်းအားပါပဲခရီးစဉ်ရဲ့အစောပိုင်းကာလတက္ကဆက်ပြည်နယ်ရဲ့လမ်းမထက်မှာမထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ငိမ့်ချမ်းရေးအတွက်ရှောက်လန်းနေတဲ့ဆရာတော်မဟာရန်ဖုန်မာဆန်ဟာကားတိုက်ခံရမှုကြောင့်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်ဆရာဝန်တွေရဲ့အဖြေကတော့ရက်ဆက်လွန်ပါတယ်ဆရာတော်ရဲ့ညာဘက်ခြေထောက်ကိုဒူးအောက်ကနေဖြတ်တောက်ပစ်လိုက်ရပါပြီစဉ်းစားကြည့်လိုက်စမ်းပါငိမ့်ချမ်းရေးအတွက်ခြေပလားနဲ့ရှောက်နေတဲ့သူတယောက်ဟာအဲ့ဒီလမ်းလျှောက်ဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ခြေထောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါဘလောက်တောင်စိတ်သက်ကြစရာကောင်းလိုက်မလဲတာမန်လူတယောက်ဆိုရင်တော့ဒီနေရာမှာလည်းခရီးကနေကုန်းချုံသွားမှာပါဒါပေမဲ့ကျွန်တော်တို့ဆရာတော်ကတော့တာမန်လူမဟုတ်ပါဘူးဆေးရုံကရင်ပေါ်မှာတတိရလာတဲ့အချိန်မှာဆရာတော်ပထမဆုံးမေးတာကငါရဲ့ခြေထောက်ဘယ်မှာလဲလို့မဟုတ်ပါဘူးငါရဲ့အဖွဲသားတွေဘယ်ရောက်နေပြီလဲငါဘယ်တော့ခရီးဆက်လို့ရမလဲဆိုတဲ့မိကုံးပဲဖြစ်ပါတယ်ဒါဟာဝေဒနာကိုကြော်လွန်သွားတဲ့စိတ်သက်ပါဆရာတော်ဟာခြေထောက်တစ်ဖက်ဆုံးရှုံးသွားပြီမဲ့သူ့ရဲ့အဓိဋ္ဌာန်ကိုတော့အပြတ်မခံခဲ့ပါဘူးခွဲစိတ်ပြီးမကြခင်မှာပဲဆရာတော်ဟာဝီလ်ချဲပေါ်ကနေခလီးစဉ်ကိုပြန်ဝင်ခဲ့ပါတယ်ငါမှာခြေထောက်နှစ်ဖက်လုံးမရှိရင်တောင်ငါရဲ့စိတ်သက်ကဝါရှင်တန် DC အထိချောင်းသွားလိမ့်မယ်လို့မိန့်ကြားခဲ့တဲ့စကားဟာအမေရိကန်တနိုင်ငံလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်ခရီးစဉ်ရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ဝါရှင်တန် DC က Capitol Hill ရှေ့ကိုရောက်တဲ့အခါထောင်ပေါင်းများစွာသောလူတွေဟာပါဇက်အဟောင်းသားဖြစ်သွားကြတယ်ခြေထောက်တစ်ဖက်မရှိတော့တဲ့ဆရာတော်ဟာဝီလ်ချဲပေါ်ကနေဆင်းပြီးကြံနေတဲ့ခြေတစ်ဖက်နဲ့ခရီးစဉ်ရဲ့နောက်ဆုံးခြေလမ်းတွေကိုခက်ခက်ခဲခဲလှမ်းတက်ခဲ့တာပါဒီမြင်းကွင်းကိုမြင်လိုက်ရတဲ့အနောက်နိုင်ငံသားတွေဟာမျက်ညင်မထိန်နိုင်ကြတော့ပါဘူးသူတို့အမြဲတမ်းကြားဘူးခဲ့တဲ့တီးခန့်ခြင်းဆိုတာဘာလဲဇွဲလုံလဆိုတာဘာလဲဆိုတာကိုဒီဆရာတော်ကလက်တွေ့တက်တည်ပြလိုက်တာပါပဲဒါဟာမြတ်ပုထရဲ့တရားတော်တွေကလူတစ်ယောက်ကိုဘလောက်အထိတန်မနီးစိတ်တဲ့ပိုင်ဆိုင်အောင်လှုပ်ပေးနိုင်တယ်လဲဆိုတာကိုအမေရိကန်ရဲ့အသေးနှလုံးမှာရိုက်နှိပ်လိုက်တာပါပဲဘာကြောင့်ဆရာတော်ကဒီလောက်အထိအနစ်နာခံခဲ့တာလဲဒါဟာနာမည်ကြီးခြင်းလို့မဟုတ်ပါဘူးကဘာမှာစစ်ပွဲတွေဖြစ်နေတဲ့လူတွေအချင်းချင်းတပ်ဖြတ်နေကြတယ်ဆရာတော်ကငါ့ရဲ့ခြေထောက်တစ်ဖက်ဆုံးရှုံးတာကကိစ္စမရှိဘူးကဘာမှာငြိမ်းချမ်းရေးဆုံးရှုံးတာကပိုပြီးကြောက်စရာကောင်းတယ်ဆိုတဲ့သတင်းစကားကိုပေးချင်တာပါဒီလိုဂရီးမြတ်တဲ့ပုံကိုယ်တွေကျွန်တော်တို့ဘာသာတရားထဲမှာရှိနေတာကတော့ကျွန်တော်တို့အတွက်ဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးပါအနောက်နိုင်ငံသားတွေဟာအခုဆိုရင်ဗုဒ္ဓဘာသာကိုတက်ကြီးရွယ်တို့ကိုးကွယ်တဲ့ဘာသာလို့မမြင်တော့ပါဘူးကမ္ဘာအမားဆုံးစိတ်သက်ပိုင်ရှင်တွေရဲ့လမ်းစဉ်လို့မြင်လာကြပါပြီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတို့ခင်ဗျာကိုယ့်ဘဝမှာအခက်အခဲ၄တစ်ခုနှစ်ခုကြုံယုံနဲ့လက်လျှော့ချနေပြီလားစီဝါရေးအစင်မပြေလို့လူမှုရေးအစင်မပြေလို့စိတ်သက်ကြနေပြီလားဒါဆိုရင်ခြေတော်တစ်ဖက်မရှိတော့ပေမဲ့ကမ္ဘာငင်းချမ်းရေးအတွက်မိုင်ပေါင်းထောင်ကြီးခရီးကိုအဆုံးအထိလမ်းလျှောက်ခဲ့တဲ့ဒီဆရာတော်ကိုကြည့်လိုက်ပါကျွန်တော်တို့ဘာသာတရားဟာကျွန်တော်တို့ကိုအရှုံးမပေးတဲ့စိတ်ကိုပေးထားပါတယ်ဒီဆရာတော်ရဲ့ပုံရိပ်ကိုကြည့်ပြီးတင့်ဘဝအတွက်ခွန်အားတွေရသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုဂရီးမြတ်တဲ့အသေးခရန်ရှင်ဆရာတော်ရဲ့အကြောင်းကိုကဘာတိအောင်ကျွန်တော်တို့ဝိုင်းဝန်းမျှဝေကြရအောင်ပါဆရာတော်ရဲ့ခြေတစ်ဖက်ဟာသာသနာအတွက်ငြင်းချမ်းရေးအတွက်ပေးဆက်ခဲ့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုကို share တိုင်းမှာသင်ဟာလဲသာသနာပြုကုသိုလ်ကိုထပ်တူးရရှိမှာဖြစ်ပါတယ်ဆရာတော်တက်တော်ရာချိုရှေးပါစေကြောင်းနဲ့ကဘာကြီးအမြန်ဆုံးငြင်းချမ်းပါစေကြောင်းဆုတောင်းရင်းစာဓုလို့ခေါ်ဆိုခဲ့ပေးပါအောင်ခင်ဗျာစာဓုစာဓုစာဓု